သည်တဲ့ဘဝတစ်ခုတွေ့လှုပ်ရှားရင်လေအချစ်ရဲ့အရင်နီးများနဲ့လုံးမပါနေခဲ့အိမ်ကိုလွမ်းလာပြီးကိုနေတဲ့မွေးရမြေပြန်ခြင်းပြီးတကယ်ပြန်ခြင်းပြီးဘယ်လိုရှိစေရည်မလဲပြန်တွေ့ပြီးရင်အပြစ်မရုံဝတ္ထုတွေယူမတတ်သွေးဆောင်လဲအမြင်တွေပြောင်းလဲပြီးအိမ်ငယ်လေးလွမ်းလာပြီးပြန်ခြင်းပြီးတကယ်ပြန်ခြင်းပြီးအိမ်ပြန်မဲ့လမ်းကလေးငြိမ်းချမ်းပါစေဝင်စမ်းကြောင်းလေးရနဘေးထိုင်ရင်မောပြေပူလောင်လုံးနဲ့မြို့ပြရိတ်ကယုံထွက်ဆဲ